တို့စုထားဆောင်းထားတဲ့ပတ်စက်ကလေးလေအဲ့လေဘယ်နာတိန်ထားတော့လို့ တိန်တာကျုပ်တိန်တာဘာလို့မို့လဲ ဩဘာရဟုတ်ပါဘူးဟိုဘက်ရွာကိုလေဟိုတနေ့တော့ဟိုဓမြမတိုက်သွားတာကြားလိုက်တယ်မလား အေးကြားတယ် အဲ့ဒီမြတွေဒီဘက်ရောက်လာမှဆိုလို့အဲ့ဒါရှိတာလေးဘာသာမှဆိုလို့စိတ်ဘူးလို့ အဲ့တော့ကပူးမနေနဲ့ဒီမှာဓမြလေးလာတိုင်အောင်ကျုပ်ထုတ်ပေးမှဖြစ်တာအဲ့တော့ဘာမှမပူနဲ့ အေးလေအဲ့တိန်ထားတဲ့နေရာလေးကဘယ်နေရာလေးမှများ โอเคဟိုမှာပြကွာကိုရီးယားကောင်းမကြည့်ရဘူးကျုပ်တိန်တာတယ်တိတ်ချတိန်တာတယ်ရှင်အဲ့တိန်တာနေတော့တော်စိတ်ဝင်စားနေဟလား ဟုတ်တယ် တိတ်ကျင်နေတယ်ဟလားအဲ့ကပြောစမ်းတိကျင်ရတဲ့အကြောင်းရင်းကျုပ်ကိုပြောပြလိုက်စမ်း ဟိုပေါ့ဟိုဒီလိုပါဘာညာတော့ပါဘူးကွာအဲ့ဓမြတွေရောက်လာပြီးတော့မင်းတက်လိုက်လို့သေသွားရင်အဲ့ပတ်စက်တွေဘယ်နှမ်းမှကျုံမသိလိုက်မှဆိုလို့ အေးဟုတ်သားတော့ဟိုမှာတိအဲ့ကိစ္စကျုပ်မိတာ အဲ့ဒါပြောနေတာ ဓမြလေးတတ်တော်လို့ကျုပ်ကကန့်သွားအမလေးရှင်ဒုက္ခရောက်မှာပေါ့အမလေးညံကြီးရှင်လာခဲ့အဲ့ဒီဟာကျုပ်ပြောပြမတဲ